အောင်စစ်ဆေးရမယ့်အချက်များအင်ချင်မြေလောကမှာခေတ်စားနေတဲ့အထူးကရံကိုကြားဖို့ကြမှာပါပါမစ်တွေစလစ်တွေခိုင်ခိုင်မာမာမရှိပေမဲ့မြို့တော်စီပင်ဒါမှမဟုတ်အိုးအိမ်ကနေအထူးကိစ္စရဲ့အနေနဲ့ထုတ်ပေးတဲ့ကရံမျိုးပါပိုင်ဆိုင်မှုခိုင်မာတယ်ဆိုပေမဲ့ဒါကိုမသိပဲဝယ်မိရင်ပတ်စံအလကားဖြစ်ပြီးနောက်ပိုင်းမှာအသိမ်းခံရနိုင်ပါတယ်ပထမဆုံးသိထားရမှာကအကျယ်ဝန်းကန့်သက်ချက်ပါအထူးကရံပေးတဲ့နေရာမှာမြေဧရိယာဟာ1000စတုရန်ပေထက်လုံးဝပိုလို့မရပါဘူးအကျဉ်းဆုံးကတော့စတုရန်ပေ1200ရှိရပါမယ်1200ထက်ကျင်းနေရင်တော့အမှန်တကယ်အိမ်ဆောက်နေတယ်ဆိုရင်တော့ချင်းချက်အနေနဲ့ခွင့်ပြုပေးတဲ့ပါတယ်ဒါကြောင့်မလို့မြေကွက်ကြီးနှုံးရဲ့အထူးကရံရှောက်လို့မရဘူးဆိုတာကိုသတိထားပါဒုတိယတစ်ချက်ကတော့အရေးကြီးဆုံးပါရက်ွက်ထဲမှာအကျန်နေတဲ့မြေကွက်လွတ်တွေဒါမှမဟုတ်နောက်တစ်ချိန်မှာပန်းချံကစားကွင်းဈေးဒါမှမဟုတ်ဓမ္မယုံဆောက်ဖို့အတွက်ချန်ထားတဲ့ public free space မြေတွေကိုအထူးကရံလျှောက်ထားလို့လုံးဝမရပါဘူးတချို့ကမြေကမ်းဘေးနှစ်ဖူးမြေတွေစိတ်ကမ်းမြေတွေကိုဝယ်ယူပြီးအထူးကရံလျှောက်ဖို့ကြိုးစားကြပါတယ်ဒါတွေကစီပင်မူဝါဒအရာလုံးဝခွင့်မပြုပါဘူးနော်ဒါပေမဲ့သတင်းကောင်းတစ်ခုကတော့ကိုယ့်အိမ်ကကြရံမြေမှုရင်းရှိမိသားဖြစ်ပေမဲ့အစွန်ဆုံးအိမ်ဖြစ်လို့ဘေးကဆက်ဆက်မြေပိုတွေကိုထည့်သုံးထားတယ်ဆိုရင်တော့အဲ့ဒီမြေပိုကိုအထူးကရံထပ်မံလျှောက်ထားခွင့်ပြုပေးတတ်ပါတယ်အထူးကရံလျှောက်တဲ့အခါမှာစီပင်အမိတ်3မြင်းဆောင်2331အရာစီကံချက်တွေအများကြီးရှိတာမလို့မဝယ်ခင်မှာတည်တည်ချာချာစစ်ဆေးဖို့လိုအပ်ပါတယ်အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးစာရွက်စာတမ်းအရှုပ်ချင်းတွေကင်းဝေးဖို့ဆိုရင်တော့ညီမတို့ရဲ့ Lisamary Estate ကိုအခုပဲယုံကြည်စိတ်ချစွာအရောက်လန်းလာခဲ့လိုက်ပါနော်အင်ချန်မြေကုန်တိုက်ခန်းတွေနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အခက်အခဲတွေနဲ့လိုအပ်ချက်တွေကိုအကောင်းဆုံးဖြေရှင်းပေးဖို့အတွက်ညီမတို့ Lisamary Estate ကအမြဲအဆင်သင့်ရှိနေပါတယ်ရှင်